ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျမြန်မာ Good Story Channel ကနေပြန်လည်ပြီးတော့ကြိုးဆိုပါရစေဒီနေ့မှာဆက်လက်ပြီးတော့တင်ဆက်သွားမှာကတော့အောင်လန်းဘိုးထင်နဲ့သွေးတန်ဘိုးဇလိုင်းပဲဖြစ်ပါတယ်အားလုံးပဲ ready ဖြစ်ပြီဆိုရင်ဒီနေ့အစီအစဉ်လေးကိုစလိုက်ကြအောင်ပါခင်ဗျာကြီးမမြင်ပါတဲ့တောင်တိုင်းများကတစ်ပိန်ကြီးငယ်တို့ပြင်စိမ့်ဆိုလျက်ရှိပါတယ်အဲတောင်တိုင်းများပေါ်မှာရှိတဲ့တစ်အုပ်တအုပ်တစ်ခုမှာတော့တစ်လုံးများနဲ့တိဆောက်ထားတဲ့ဒိန်းလေးတစ်လုံးလေးတီးရှိလေတယ်ဒိန်းလေးတွေမှာတော့အသက်60ကျော်အရွယ်လူကြီးတစ်ယောက်နဲ့အသက်40ကျော်အရွယ်လူတစ်ယောက်တို့မျက်နှာချင်းဆိုင်ထိုင်နေကြအသက်ငယ်တဲ့သူကသူ့ရှိမှတမ်ပလင်ချိတ်ထိုင်နေတဲ့လူကြီးကိုရိုသေလေးစားစွာလှုပ်ချပြီးတော့စကားဆဆိုလိုက်ပါတယ်ဆရာကြီးအကကျုပ်ကိုအခုလိုလက်ခံပညာသင်ကြားပေးတာကျုပ်တကယ်ကိုကျေးဇူးတင်ပါတယ်ဗျာဆရာကြီးတို့ဆိုကျုပ်အသက်နဲ့လဲပြီးတော့ကျေးဇူးဆက်ပါမယ်ရတယ်ဆိုတင်မင်းလုပ်ငန်းအောင်သာအောင်မြင်အောင်လုပ်မင်းကိုပေးထားတဲ့အစီရင်ပညာဘယ်အောင်လန်းမှမခံနိုင်ဘူးပညာအတော်ရင်းနဲ့အောင်လန်းအောင်အဲ့ဒီအစီရင်စွမ်းအောင်တမြင့်မြင့်ခံစားရမှာပဲလိုအပ်တာကတော့ကိုတိုက်မဲ့အောင်လန်းရသွေးပဲအဲ့တော့ကျုပ်ကြံထားပါတယ်ဆရာကြီးမင်းကတူးတစ်ခုတော့ပေးရမယ်ခုလိုတွေလောက်တာငရဲရွာသူကြီးဖြစ်တဲ့အက္ခဆိုတဲ့ငါအကြောင်းမင်းဘသူ့ကိုမှမပြောနဲ့ငါမင်းကိုသင်ပေးထားတဲ့ဂျေဇုဆက်နေကငါအကြောင်းမင်းဘသူ့ကိုမှမပြောခြင်းနဲ့ပဲဂျေဇုဆက်ပါတကယ်လို့မင်းနှုတ်ကငါအကြောင်းတခြားသူကိုပြောမိတယ်ဆိုရင်တော့မင်းတိုင်းနဲ့မင်းကံပဲငရဲရွာကြီးဦးအက္ခရဲ့စကားကြောင့်အောင်လန်းစိုးတိအနေငယ်မျက်နှာပြက်ယွင်းသွားသူကခေါင်းကျမ်းမြင်နေထိအောင်ငုံလိုက်ပြီးတော့ဆရာကြီးကျုပ်တီထိုက်ပါတယ်ဗျာဘာလို့လဲဆိုတဲ့ကျုပ်ဆရာကြီးစီမလာခင်ဆရာကြီးเจ้าအောင်တစုံစမိတ်ဆွေတယောက်ပြောလိုက်မိတယ်သူကမင်းနဲ့ဘလို့ပတ်သက်တာကျုပ်ရန်သူရဲ့ရန်သူပါဆရာကြီးဆိုတဲ့မှာအဲ့လိုပြောတဲ့အခါဦးအက္ခကအနေငယ်ပြုံးလိုက်ပြီးရပါတယ်မင်းကားစီမလာခင်ပြောတာပဲပြဿနာမရှိပါဘူးခုနောက်ပိုင်းလုံးဝငါအကြောင်းမပြောနဲ့တော့ကြားလားစိတ်ချပါဆရာကြီးကျုပ်ကိုတတ်မယ်ဆိုပြီးမေးတော့မပြောပါဘူးစိတ်ချပါကောင်းတယ်ကမင်းနဲ့ထိုင်းသိတဲ့အစီရင်ပညာရပြီပဲနောက်ဆိုမင်းကောင်လာတွေ့စရာမလိုတော့ဘူးငါလည်းငရဲရွာကိုပြန်တော့မယ်ဟုတ်ကဲ့ပါဆရာကြီးဂျုံနဲ့စိုးတိန်ကငဲရွာသူကြီးဦးအက္ခဟာရှစ်ခိုးဥချပြီးနောက်တယ်လီပေါ်မှတောင်းကိုဆင်းသွားလေတော့တယ်သူ့နီးသူဦးအက္ခသည်လည်းတောင်းကိုလိုက်ပါဆင်းသက်သွားပါလေတော့တယ်လာမကျော်ရှိနဲ့နွားနှကောင်ကတင်းကုတ်တွင်းရှိနွားစာချင်းမှာနှမ်းပန်းနဲ့ဖွဲရောထားတဲ့အစာများကိုစားနေနွားနှကောင်လေးမလန်းမကန်းမှာတော့လူလေးယောက်တို့ရှိနေပြီးအသက်40ရွယ်လူမှာသူ၏နွားနှကောင်ကမင်းငေါပြပြီးတော့ကြံသူများကိုစကားဆိုလေတယ်ကျုံနွားရင်ဘလောက်လှလဲကြည့်ဗျာနွားတွေရောတကယ်ကိုနွားကြောတွေဗျာအဲ့ပြောတာပေါ့ဗျာကျုပ်ကခမားတို့တကယ်ပေးမှာကိုသာပြောတကယ်ပြောရလားကျုပ်တို့တကယ်ပေးမှာလားကျုပ်ပြောပြီးကောကျုပ်ဆွေကောင်အလောင်းစားသိဝါသနာပါတာခမားတို့နာမည်ကြီးအောင်လန်းဆရာနဲ့ခင်းနေဆိုမယုံလို့ဗျာရှင်းပြီလားဒါပြောဆိုသူကတပီလာရွာကိုရောက်နေကိုသိန်းအောင်နေပေါတူးတို့ဟာသူဤနွားနှကောင်ပြကအဲ့လိုပြောနေခြင်းဖြစ်ဒါပြောပြောစကားကိုကြမ်းတဲ့တပီလာရွာသားတယောက်မှထောက်ခံနေတယ်ဟုတ်တယ်ကိုသိန်းအောင်ကြီးကိုသာပြောကပြောရင်နေလောက်တာဗျာခမားတို့အလကားနွားရှင်းရတာပဲဗျို့ကျုပ်တို့တကယ်ပြောနေတာခမားတို့ကိုသိန်းအောင်မနားမလဲနိုင်ဟန်ဖြစ်မေးမြန်းလိုက်ရတပီလာရွာသားမှခေါင်းညှိမ့်လိုက်ပြီးတကယ်ပြောတာပေါ့ဗျာကိုသာပြောဆိုရလူကြောင့်ကျုပ်ကောင်းသိတာပေါ့ခမားတို့သာသူပြောတဲ့အတိုင်းလုံးနိုင်ခမားတို့တကယ်နွားရပြီကိုသိန်းအောင်နဲ့ပေါတူးတို့တယောက်မျက်နှာတယောက်ကြည့်ပြီးမင်းငေါ့ကတိုင်ပင်လိုက်ကြတယ်အဲ့နောက်ကိုသိန်းအောင်ကသူတို့ကအလောင်းစားလုပ်တယ်တာပြောဆိုသူကကြည့်ကစကားဆိုလိုက်ကျုပ်တို့ဘိုးတင်သွေးယူလာနိုင်မြဲထားအောင်ခမားကျုပ်တို့တကယ်သူ့သွေးယူလာတယ်ယုံမှာမလို့လားကျုပ်တို့ကယူလာပြီးတော့ခမားနွားမပေးခြင်းလို့မဟုတ်ဘူးဘာညာဆိုရင်ဘယ်လိုလုပ်မလဲစိတ်ချတယ်မှာကိုသိန်းအောင်ကခမားတို့ကျုပ်ယုံပါတယ်ခမားတို့ပုံစံကြီးကလိမ်မဲပုံတော့မပေါက်ပါဘူးဗျာပြီးပါပဲလေကျုပ်တို့အဲ့ဆိုဒီတစ်ပတ်အတွင်းခမားတို့ရောက်ပြန်လာခဲ့မယ်ပြီးရင်သွေးလဲယူခဲ့မယ်ခမားနွားတွေကိုသာကျုပ်တို့ပေးဖို့ကြံထားလိုက်စိတ်ချကိုသိန်းအောင်ဒါပြောဆိုကျုပ်ကဒီရွာမှာနွားအပေါ်ဆုံးမလို့ပေးဖို့စောင့်နေမယ်ဗျာဟုတ်ပလားကဲအဲ့ဆိုလေပြီးရောဗျာကျုပ်တို့ပြန်အောင်မယ်ကိုသိန်းအောင်နဲ့ပေါတူးကဒါပြောနေတပီလာရွာသားတို့ကိုနှုတ်ဆက်ကတပီလာရွာမှာထွက်လာခဲ့ကြသူတို့ကရွာပြင်ရောက်တဲ့ဒီစကားမပြောကြပဲတွေးကိုစီနဲ့လမ်းလျှောက်လို့နေကြပါလေချိန်တော်ကြောင်စကားပြောပဲနေကြပြီးတော့တန်ကြတဲ့ခါမှာကိုသိန်းအောင်ကပေါတူးကကြည့်ပြီးတော့စကားဆိုလာခဲ့ပေါတူးမင်းဘယ်လိုသဘောရဘာလဲကိုသိန်းအောင်ကိုသာပြောနွားကိစ္စလေကွာငါတို့တော့ဒါအကြိုက်နေကျုပ်လဲနွားတော့ကြိုက်တယ်ဗျာဒါပေမဲ့ဘိုးတင်သွေးဘာလို့လိုချင်တာလဲဆိုတော့ကျုပ်တွေးနေတာမဟုတ်တာတွေဘာများလုံးမလားမသိဘူးတော့ဟေးလူဟမ်မဖြစ်နိုင်ပါဘူးကွာမင်းကလည်းကိုသာပြောဆိုလို့လူရှုပ်ကွာဟိုတော့လည်းလောင်းကြီးစားကြီးလှုပ်ပြီးတော့လေတေကသူများပေးလိုက်တယ်ကြားတယ်မင်းသိတဲ့အတိုင်းတချို့လူတွေကသူတို့စိတ်ထင်အောင်တကယ်ထင်နေတတ်ကြတာငါတို့လည်းဘိုးထင်နဲ့မခင်ဘူးလို့ထင်နေမှာပေါ့ကွာအဲ့လိုဆိုရင်တော့မှဗျာကျုပ်တို့ဘိုးထင်ကသူ့သွေးတော်ပေးမှာမဟုတ်ဘူးဗျာပြောတောင်းလို့ဘလို့ရမှာလဲကွာနည်းနည်းကြံဖမ်းမှာပေါ့ကိုသိအောင်အဲ့လူကစိတ်ကောချလို့လားမင်းကလည်းကွာသွေးတစ်စက်နှစ်စက်နဲ့ဘာလို့ရမှာမလို့လေအဲ့လူကတပီလာရွာသားအစေးကွာစိတ်မချစရာမရှိပါဘူးမင်းကလည်းအဲ့ဆိုပြီးတာပဲဗျာသွေးလေးပြအောင်နဲ့နွားရှင်းရမှာဆိုတန်တယ်ပဲပြောရမှာပဲချမယ်ဗျာကျို့တို့ဘိုးတင်သွေးကိုရောက်အောင်ယူမယ်နော်ဟေးငါလည်းနွားကိုတားကြိုက်နေပြီ
တပေလားရွာဆိုတာငါနွားပွဲသားစားလုပ်ကြတယ်သွားရရွာကွာမကောင်းတာဘာမှမရှိဘူးစိတ်ချအဲ့ရွာလူတွေကအဲ့လိုကြောင်တောင်လောင်းစားတွေဒါလုပ်ကြတာအေးဗျာသွေးလေးနဲ့နဲ့နွားရှင်းအောင်ရမှာဆိုတန်တာပေါ့ဘာပြောချမယ်ဗျာနော်ကောင်းတယ်အားဆိုငါတို့ဘိုးထင်သွေးဘလို့ရနိုင်မလဲဆိုတာကြံကြစမ်းကွာနော်ဒိုနဲ့ကိုသိန်းအောင်နဲ့ပေါတူတို့နှစ်ယောက်ကတပေလားရွာမှနေပြီးတော့ဘေးမရွာကိုပြန်ရင်းနဲ့နွားကြောနွားလာနှစ်ကောင်တို့ဟာလိုချင်တဲ့စိတ်တို့များကအလောင်းစားကိုလက်ခံလိုက်ပြီးဘိုးထင်ရသွေးအားယူဆောင်နိုင်မဲ့နီးလန်းတို့ဟာတွေးတောပြီးတော့နေကြပါလိမ့်တော့တယ်ဘိုးထင်ပေတူသားရီတို့၃ယောက်နဲ့ဖိုးတွေတာရတို့လဲတစည်းနဲ့တစ်ဆင်းရွာမှပြန်လာချိန်လမ်းမှာကိုဝင်းဦးနဲ့စုံနေတယ်ကိုဝင်းကဘိုးထင်တို့မချင်မနဲ့ကြည့်ကစတင်ပြီးတော့ပြစ်တင်ပြောဆိုလိုက်ပါတယ်ဟဲ့နင်တို့ကလည်းလာရှာလိုက်ရတာလာလဲတွေးဦးမတွေးဘယ်သွေးထိုးတာနင်တို့တစ်ဆင်းရွာသွားတာဘာလို့လဲကိုဝင်းဘာဖြစ်ရမလဲငါလူနီးပြီလေနင်တို့အိမ်တော်မလာလို့ဘယ်များကြွကုန်ကြလဲလို့လာကြည့်တာဟုတ်ပါဗျာကျတို့မေ့နေတာလာမယ်နော်အေးမလာလဲနင်တို့ပါလိုက်ရိုက်တော့မှာသလားအင်းပါဗျာကိုကြီးဝင်းကလည်းချင်းချောက်လိုက်တာဆိုတာအဲ့ဒါမနေ့ပြန်လာခဲ့ကြထင်းသွားတိုင်းမှာကြားလားအလူကလိုသေးတယ်မလားလာဆိုလာလိုက်နင်တို့ရှာတာရှိတယ်နော်အောင်တန်းတို့ဘွဲဆိုနေတိုင်းရောက်တယ်လာဆိုလာလိုက်အင်းပါဗျာမေ့ွားလို့ကလာမယ်ကိုကြီးဝင်းတို့အိမ်သေးဆောက်မလို့ဆိုဟုတ်လားတာငါတို့စောက်ချင်တာအမေကအလူပဲအကုန်လုံးရမယ်လို့ပြောတယ်မစောက်ပြလောက်ပါဘူးဟဲ့မဟုတ်တော့ကိုကြီးဝင်းကိုပေးတဲ့ပစ္စည်းကိုကြီးဝင်းတို့လည်းပါတယ်လေအကောင်လုံးလူတို့မှမမှားလိုက်ဟောင်အလူလေးမပြီးခင်စောက်ကြရှိတာမြန်စောက်လိုက်ပေါ့ကျုပ်တို့လာပြီးလှုပ်အားပေးမယ်လေဗျာနော်အမေကပြောလို့မရဘူးဟဲ့လက်ကားရတဲ့ငွေနဲ့အိမ်စောက်တယ်လို့အပြောမခံနိုင်လို့တယ်လေပောက်ကြရပဲဗျာကြီးတော်ကြီးကဘာတွေတွေးနေမှန်းမသိတော့ကိုနဲ့ထိုက်လို့ကိုရတာပဲကျုပ်တို့လာပြောပြဗျာအလူမြောက်ခင်လေအိမ်ကိုပြီးစောက်ကြအောင်နော်နင်တို့ပြောပြီးတော့ရမလားတော့မသိဘူးဟဲ့ရွာလူကြီးနဲ့ဘာကြီးများပြောတာတော့အမေကမရဘူးကျုပ်တို့မှကြံရှိပါတယ်ဗျာညနေကျုပ်တို့လာခဲ့လိုက်မယ်အဲကြောင့်မှကျုပ်တို့ပြောပြီးမှာဟုတ်ပြီလားအေးအားဆိုငါလွမ်းဝေထမ်းတော့သွားလိုက်အောင်မယ်ထမ်းတော့ကိုကထမ်းတော့ဘာသွားလို့ထမ်းညမ်းမှာမလို့လေအလူမှာမုတ်လို့ရမှာလေဟဲ့အလူကဝေးလူသေးတော့ဗျာအေးဆေးပေါ့မအေးဆေးနိုင်ဘူးဟေ့နော်ငါအလူအကောင်းဆုံးဖြစ်ချင်တာအေးပါဗျာအေးမခင်ဗျားတို့သားအမိရောတကယ်ပဲသွားညနေကျုပ်တို့လာခဲ့မှာဆိုအေးပြီးရောဒါဆိုငါသွားပြီကိုင်းကဘိုးရင်တော်နှုတ်ဆက်ကရွာပင်ကိုထွက်သွားလိုက်အဲနောက်ပေတူကဘိုးရင်တော်ကြည့်လိုက်ပြီးဘိုးရင်ငါ့ထမင်းစားတယ်ကွာငါမင်းသွားစားအောင်ဟမ်အေးအဲ့ဆိုသွားတော့ကိုသားနဲ့ကိုတွေရောလိုက်ခဲ့လေဗျာဘိုးရင်ကပေတူရဲ့မေးကိုဖြေရင်းနဲ့လဲမောင်းနေဖိုးတွေကပြောလိုက်ခြင်းဖြစ်အဲကဖိုးတွေကခေါင်းကိုခါရမ်းလိုက်ပြီးဟာငါအိမ်မဲပြန်တော့မယ်ကွာမနွားသားလေးကျွေးရမှာရှိသေးတယ်ဖိုးတွေကငင်းတဲ့ခါသားကလည်းငင်းလိုက်ပါတယ်ဟုတ်တယ်ဘိုးတွေကငါလည်းအိမ်မဲပြန်လိုက်မယ်ကွာမလိုက်တော့ဘူးနော်အေးဗျာအဲ့ဆိုတော့ကျုပ်တို့လဲဟွာဆင်းလိုက်တော့မယ်ညနေကြမှာကိုင်းဝင်းမှာစုံကြမယ်ဗျာနော်အေးပြီးရောဘိုးရင်တို့တော့ကပြောဆိုလဲပေါ်မှာခုံဆင်းလိုက်ပြီးတော့ပေတူရဲ့မွေးစားမိခင်ဖြစ်တဲ့ဒေါ်မင်းအိမ်ကိုသွားလိုက်လေအိမ်ရောက်တဲ့အခါကိုသိန်းအောင်နဲ့ကိုပေါတူးတို့လည်းရောက်ရှိလို့နေကြပြီးသူတို့နှစ်ယောက်ကဘိုးရင်တို့မြင်တာနဲ့တယောက်မျက်နှာတယောက်ကြည့်ကပြုံးရွှင်စွာဖြင့်ဇကားဆိုကြလေတယ်ဘိုးရင်မင်းတို့တွေမတွေ့တာကြလို့လားမသိဘူးကွာတော့ကြည့်ကောင်းလာပါလားကွာဟေးကိုကြီးသိန်းအောင်ရှောက်ပြောတော့မယ်ဗျာခင်ဗျားတို့နဲ့မတွေ့တာတပတ်တောင်မပြည့်သေးဘူးတပတ်ဆိုလဲတပတ်တိတာတယ်ကွာမင်းရလဲအင်းပါဗျာအင်းပါဟုတ်ပါပြီဘိုးရင်နဲ့ကိုသိန်းအောင်တို့စကားပြောနေချိန်ပေတူကအိမ်မော်ကိုကြည့်လိုက်ပြီးကိုသိန်းအောင်အမေပဲသွားမီးကိုထဲမှာထင်တယ်ငါလည်းနေလေလောက်ကမှပြန်ရောက်တာဒီကောင်ပေါတူးနဲ့တပေလားလူသွားတာလေကိုကြီးသိအောင်တပေလားမှာအတိရှိလို့လားငါနွားပွဲသားလောက်တာဆိုတိတာပေါ့ဟာဒီဘက်နေမှာငါလည်းမသိတဲ့ရွာသိမရှိပါဘူးဘိုးရင်တို့နဲ့ကိုသိန်းအောင်တို့နှစ်ယောက်စကားပြောနေချိန်ဒေါ်မင်းကမီးကိုထဲမှာဆင်းလာပြီးတော့ပေတူးတို့ကမြင်တဲ့အခါပြုံးပြီးတော့စကားဆိုလိုက်ပါလိမ့်တယ်ဟောငါသားတို့ရောက်နေတာပဲထမင်းမစားရသေးဘူးထင်ပါဟမ်ဟုတ်တယ်မေကျုပ်တို့သစ်စင်းရွာအခုမှရောက်တာဟုတ်လားအားဆိုရေလေးပါလေးရင်ချိုးလိုက်ကြအောင်မင်းတို့ရေချိုးပြင်မင်းထမင်းစားဖို့အသင့်ပြင်ထားမယ်နော်ဟုတ်ကဲ့မေအားဆိုကျုပ်တို့ရေချိုးလိုက်မယ်ပေတူကပြောဆိုဘိုးရင်တော်ခေါ်ကားရွာပုံရေတွင်းမှာရေချိုးရန်အတွက်စောလိုက်ပါတယ်ဘိုးရင်သားကြီးငါရေသွားချိုးအောင်ကွာရေချိုးပြီးမှထမင်းစားတာပေါ့အေးအားပဲကောင်းပါလေငါသွားအောင်ဘိုးရင်တော်ကိုသိန်းအောင်နေပေါတူကိုနှုတ်ဆက်ပြီးတော့အိမ်ဝိုင်းထဲမှာထွက်မိကြမ်းစင်းပေါတူမှာခက်မြန်တားလိုက်လေဘိုးရင်မင်းရေချိုးမလားအေးလေဗျာဘာလို့တော့ရွာရေတွင်းကရေနဲ့ခန်းနေပြီကွာငါရွာပင်ချောင်းသွားပြီရေမကောင်းလားဟမ်နည်းနည်းမှောင်သွားမလားလို့လေအဲ့ဒါဟောမမှောင်ပါဘူးကွာခတ်တော့သွားရင်ရတာပဲတို့ရွာပင်ရေချိုးလိုက်တော့ရှားစုရေခန့်ရေပိုရတာပေါ့မဟုတ်လားအေးဗျာအဲ့ဒါဟုတ်တယ်ဒါဆိုလည်းသွားကြတာပေါ့ဘိုးရင်တို့၃ယောက်ပေါတူရဲ့အကြံကိုလက်ခံလိုက်ပြီးတော့ချောင်းတွင်းရေချိုးရန်အတွက်ထွက်သွားချိန်ဘိုးရင်တို့နောက်မလန်မကန်လိုက်ပါလာတဲ့ကိုသိန်းအောင်နဲ့ပေါတူတို့နှစ်ယောက်ကအတန်ခတ်တိုးတို့နဲ့စကားဆိုနေလိုက်ကြပါတယ်ပေါတူချောင်းနဲ့ဘာလို့ရေသွားချိုးမှာကိုသိန်းအောင်လေဗျာကျုံမှာကြံရှိတယ်ဘလို့ကြံလဲမင်းနောက်မှကျုပ်ပြောပြမယ်ဗျာအေးပြီးတာပဲကွာမင်းဘာကြီးတွေးနေလဲဆိုတော့ငါကတော့လိုက်မမိတော့ဘူး
အဲ့နောက်သူတို့ကရွာပြင်ချောင်းစီကိုစကားတပြောပြောနဲ့သွားနေကြပါလိမ့်တယ်ချောင်းကိုရောက်တဲ့အခါရေချိုးကြပြီးတော့ရေချိုးတာကိုဘိုးတင်တို့အဆုံးသတ်ခြင်းသည့်တိုင်ပေါတူးမှာအကြောင်းမျိုးမျိုးပြပြီးတော့တားပါလိမ့်တယ်ကိုကတို့ကျတို့ပြန်မယ်ဗျာအဝေးလဲကြလည်းပါမလားကျတို့ချမ်းနေပြီစောင်းခုံသေးတာမဟုတ်မင်းတို့ကလည်းကွာငါတို့တွေချောင်းနဲ့အခုလိုရေမကူကဘလောက်တောင်ကြာနေပြီနေသမ်းမအောင်ဟာပေါတူးမှာလို့တားသီးကကိုသိန်းအောင်ကလည်းပေါတူးရဲ့စကားကိုထောက်ခံလိုက်ပါတယ်ဟုတ်တယ်လေကွာမင်းတို့ကလည်းတခါလေးလေးချိုးတာဝအောင်ချိုးစမ်းပါနှခမ်းများပြပြီးတော့ချမ်းနေဖြစ်တဲ့ကိုသိန်းအောင်မှအဲ့လိုပြောတဲ့အခါဘိုးထင်တို့တောင်းအောင်အံ့ဩသွားပြီးတာအေးမှာကိုသိန်းအောင်ခွန်းတုံးပြန်လိုက်ကိုသိန်းအောင်ခင်ဗျားကိုရလဲကြည့်အောင်မအေးပဲပြီးဂန်းတော့မယ်ရပါတယ်ကွာငါရေကြိုက်တယ်လှုပ်ဆန်းပါကွာအမေလဲတမင်းမှချက်ရမှာဆိုကြာမှာချိုးတယ်မှာမင်းတို့ကလည်းခင်ဗျားရောင်းရသေးလို့ကိုသိန်းအောင်ဟာပုံစံလဲကြည့်ပါအောင်ဟာမင်းရပါတယ်ကွာလှုပ်ရေပြန်ကူးမယ်လားပြောဆိုသူကိုသိန်းအောင်တယောက်ချောင်းပေါ်ပြန်တက်ပြီးကြံနေတဲ့ဘိုးတင်ကလက်ဆွဲကရေကူးခိုင်းလိုက်ဘိုးတင်လည်းအားနာပြီးတော့ရေဆက်ကူးနေလိုက်စောင်းကုန်ကန်ကြီးဖြစ်တော့လဲတောတောင်ကြီးမားစွာဖြင့်ကြီးစိုးတဲ့ဒေသမလို့နေဝင်တာနဲ့အေးဓာတ်မှာလွှမ်းမိုးလာဖြစ်တယ်လို့ချောင်းအိမ်မှာလည်းပို့ပြီးတော့အေးမြလာနေပြီဖြစ်ပါတယ်ပေါတူနဲ့ကိုသိန်းအောင်တို့နှစ်ယောက်လဲနှကမ်းများပြပြီးတော့မေးရိုက်နေသည့်တိုင်ရေဆက်ကူးဖို့အတွက်ဘိုးတင်တို့ကဆွဲခေါ်နေလေရာဘိုးတင်တို့သုံးယောက်အတော့ကိုနားမလည်နိုင်ဖြစ်လို့နေရဒါကြောင့်သူတို့သုံးယောက်ဒီကိုသိန်းအောင်နဲ့ပေါတူကမကြေမနက်ဖြစ်ကတယောက်တစ်ပေါက်နဲ့ပြစ်တင်ပြောဆိုကြပါလေတော့တယ်ခင်ဗျားတို့ကရေမရှိတဲ့ဒေသလာတာကြာနာဗျာတောင်ရေကူတော့ပြီးရောအေးကွာလူတွေကြည့်တော့မှကြွတ်ဆုပ်ရင်းနေတာကြာနာအဲ့တော့မှရေကဆက်ကူးကျင်နေသေးတယ်လူလောကမှာနေကျင်တော့နဲ့တူတယ်ဟုတ်တယ်ခင်ဗျားတို့ကသာအေးပတ်ပြီးတော့အသေးခံနော်ကျုပ်တို့ကတော့ပြန်ပြီဘလို့လူတွေမှမသိဘူးသူတို့ကမေးခိုင်းနေကူးတွေကိုတို့ရေကူးကိုပြောနေတော့ဒါဘိုးနေတို့အိမ်ကနီးတယ်ဝေစားလဲပြီးတော့ငါမိန်သွားအောင်ကွာသူတို့ညောက်ကတော့သူ့တိုင်းနဲ့သူ့ကံပဲနေသေးရဲ့မှာဘိုးနေတို့တော့ကမကြေမနက်နေပြောဆိုပြီးတော့ချောင်းပေါ်ကိုတက်ကရွာဘက်စီကိုလှမ်းသွားကြဘိုးတင်တို့သုံးယောက်ခလန်းလန်းကိုရောက်တဲ့အခါမှာကိုသိန်းအောင်ကချောင်းပေါ်မြန်တက်ကချောင်းထဲမှာပေါတူကအတန်ခတ်မှမှနေလှမ်းပြီးတော့မေးမြန်းလိုက်ပါလိမ့်တယ်ဟေ့အေးပါပြီးသေးတော့မတော်ပြီကွာမင်းတို့ခိုင်းကလောဘာတွေတော့မှလည်းမသိငါမတားချဲနေပြီကွာမတက်ပြန်ဖျားတော့မယ်ထင်တယ်မင်းကလည်းကျုပ်လိုချင်တာလေအဲ့ဒါပဲဗျာဟာမင်းယူပြန်ယူနေလားကွာဖျားတာတော့မင်းကလိုချင်နေသေးတယ်ဟုတ်တယ်လေဗျာကျုပ်ကဘိုးတင်တို့ဖျားစီချင်တာသူတို့ဖျားမှကျုပ်တို့ချင်အောင်ပါအမှန်လေးညံကြီးရှင်ရဲ့မင်းကောင်တွေကတော့တညာလုံးရေထဲနေတော့ချမ်းမဲ့ကောင်တွေဖျားမဲ့ကောင်တွေမဟုတ်ဘူးဒီမှာငါတို့ပဲမသားပေါ်တော့မှာမြန်တောက်ဝါခွေးထဲမှာပဲဗာများလောက်တာလုံးတွေးနေရတာသူကမြန်ဟိုတောင်ကြကြပြားကြကြကောင်တွေဖျားအောင်ရေးစိတ်ခိုင်းနေဒီမှာငါတို့ပဲဖျားတော့မှာအချူကိုသိန်းအောင်တယောက်နာချီပြီးတော့ချောင်းပေါ်တက်လာတဲ့ပေါတူကမကြေမနက်နဲ့ပြောလေပေါတူဒီကခေါင်းကိုကုတ်လိုက်ပြီးတော့အိမ်မြန်ပြန်တော့ကျုပ်အားအေးနေပြီဟမ်ခုမှအေးမှန်တီလားညံကြီးရှင်ငါလုံးလိုက်မယ်တကယ်ကောင်ကွာလာပြန်သွားမယ်ဒီကလည်းရေးတော့မတိုက်နေသေးအေးပါတယ်ဆိုမှပဲကိုသိန်းအောင်တယောက်မေးများခိုင်းနေပြီးတော့ပေါတူကမကြေမနက်ပြစ်တင်ပြောဆိုကရွာကိုပြန်လိုက်ပါလိမ့်တယ်သူရင်းအောင်မှာတော့ပေါတူစီလည်းကုတ်ချောင်းဟန်ဖြင့်ရေသူပစိုးတို့နဲ့ရွာကိုပြန်လိုက်ကြပါလိမ့်တော့တယ်ဘိုးတင်အင်းတို့နောက်ကျလိုက်တာအောင်တန်းတို့တော့ပြန်သွားပြီဟုတ်တယ်ကိုဝင်းဟေးကိုကြီးသိန်းအောင်နဲ့ကိုပေါတူရေချိုးဖို့ခေါ်လို့ချောင်းနဲ့ရေသွားချိုးနေတာကြာသွားတာဗျာပေတူးမင်းတမင်းမြန်စားပြီးတော့မြန်လာတာမိုးတောင်ချုပ်သွားတယ်အဲ့တော့မှနေတော့ကတော့နေမကောင်းဖြစ်တော့မယ်ချောင်းဘက်ကတလောက်အေးတာဟဲ့အေးဗျာကျုပ်လည်းနှာတောင်စီးနေပြီနေတော့ဈေးနေကြော်ဖြစ်တောက်ထားကြအောင်နော်တော်ကြဖျားနေကြအောင်မယ်ရတော့ဗျာကိုနဲ့ကိုသားရောလာတယ်သူတို့မရားတွေခေါ်လို့မလိုက်သွားပြီလေငါတားတာတော့မရဘူးအဲ့ကောင်လေးဘိုးရင်ပေတူးနဲ့တာရီတို့ကညာမိုးချုပ်ချိန်ရောက်သည့်အခါကိုဝင်းဝင်းနေကိုရောက်လာခြင်းဖြစ်ပါသူတို့ရောက်လာခြင်းအိမ်မှာဆံပြားတဲ့မျိုးသမီးများလည်းမရှိတော့သူတို့ထင်းဖြတ်ထင်းခွဲတဲ့လူငယ်များလည်းမရှိတော့ပြီဘိုးထင်တို့တောင်းတာရှိပါတော့တယ်ကိုဝင်းကခုတ်ထားတဲ့ထင်းမုံတို့လက်ညှိုးထိုးပြလိုက်ပြီးထင်းကတော့နည်းနည်းပဲလူတော့တယ်အဲ့လိုဆိုလောက်နေမဟုတ်လားဗျာမလောက်ဘူးတင်တယ်ဘိုးထင်ကရေဦးစင်တို့မြောက်ပြင်းတို့မြောက်ကန်းတို့အကုန်ပြိုးဖိတ်မှာဒီနာရွာနီးထုတ်ဆက်အကုန်ဖိတ်မှာဒါနဲ့ငါရွှေတွေကိုမျိုးတက်ရောင်းပြီးပြီဟဲ့ရွှေကောင်းလို့တဲ့ဈေးပို့ပေးတယ်ငွေလဲတော်ရတာအတော့ရတာနင်တို့ကျေးဇူးတင်တယ်ဟဲ့ငါမေလူကျင်တဲ့လူဝင်းရအောင်နင်တို့လှုပ်ပေးကြလို့လေကျုပ်တို့ကြောင့်တော့မဟုတ်ပါဘူးဗျာဒါနဲ့နန်ရွာတော့ကိုဝင်ဖိတ်ဖို့မမေးနဲ့ဦးနော်စိတ်ချလုံးဝမမေ့ဘူးနော်ငါလူဖို့အကုန်စင်သေးဖြစ်ရင်သူတို့ဖိတ်မှာပါဟဲ့ကောင်းတယ်ဗျာကောင်းတယ်ဘိုးရင်းတို့တောင်းနဲ့ကိုဝင်းစကားပြောနေချင်းကိုဝင်းဝဲမိခင်ကြီးကရေနွေးလိမ်မိုင်းကင်ပြီးတော့အိမ်လေးပေါ်မှာဆင်းလာခဲ့လေအဲနောက်သူမအိမ်အောင်တန်းရမှာထိုင်နေတဲ့ဘိုးရင်းတို့ရှေ့ရေနွေးချမ်းလိမ်မိုင်းကိုချလိုက်ပြီးတော့ပြုံးရွှင်စွာဖြင့်လောကွေးပြုတ်လိုက်ပါလိမ့်တယ်ဘိုးထင်တို့ရေနွေးချမ်းလေးတောက်ကြအောင်ငါနင်းကိုယူပြောပါတယ်သူတို့လည်းမအားလို့နေမှာပါဆိုသူကအတင်းခေါ်ခြင်းနေတာကျုပ်တဲ့မင်းနဲ့ကြီးတော်ကြီးအားကြောင့်ပါနှုံးဆိုကျုပ်တို့အစောကြီးတန်းရောက်ပါတယ်ကြီးတော်ကြီးသိပါတယ်ကွယ်ဘိုးရင်းတို့ကကိုဝင်းရဲ့မိခင်ဖြစ်သူနဲ့အားလာပါတာလာပါစကားများပြောဆိုပြီးတဲ့နောက်
သူတို့ချင်းချင်းတစ်ချက်မျက်စာပြစ်ပြီးတော့အချက်ပြလိုက်ကဘိုးတွေမှာစားတင်ပြီးကြီးတော်ရစကားဆိုလိုက်ပါလိမ့်တယ်အော်ဒါနဲ့ကြီးတော်ကျုပ်တကူလောက်ပြောချင်လို့အေးပြောလေဘိုးတွေကျွန်တော်မဟုတ်ပါဗျာနန်းရွာကိုကိုဝင်းဦးနဲ့ကျုပ်တို့တွေတူတူသွားတာကြီးတော်တွေသိမှာပေါ့ဝင်းဦးပြောလို့သိတယ်လေကြီးတော်ပြင်ပုံရင်တစ်ပုတ်ကိုနားထောင်လိုက်ရတယ်လို့ပဲကြီးတော်ကြီးနတ်နဲ့နဂါမလဲစားနေဆိုသလိုပဲသူတို့တွေကပြောထားတဲ့အတိုင်းလုံးဝကြိုက်ကြတာဗျာအေးအဲ့ဒါကြောင့်ကြီးတော်အလူကြီးပေးမလို့လေကြီးတော်ကလည်းလူချင်းစိတ်ပြင်းပြနေတာကွလှူရကောင်းပါလေဗျာဒါပေမဲ့အဲ့ဒီပစ္စည်းပေးတော့ကိုကျိုးသုံးဖို့လည်းပေးထားသေးလေအဲ့ဒါတွေကြီးတော်ကကိုကျိုးတော့မသုံးဆိုသုံးပါတယ်စားဖို့တောက်ဖို့ကအဲ့တဲကသုံးနေတာပဲလေကြီးတော်ကစားတာတောက်တာဘာကုန်ပါလဲဥကိုကြီးဝင်းကအိမ်သေးဆောက်ချင်တယ်ဆိုအဲ့နဲ့ဆောက်လေဗျာဟဲ့နင်းတို့ကလည်းဘယ်ကောင်းမတော့စားဖို့တောက်ဖို့ပူရတာစားဖို့တောက်ဖို့မပူရနဲ့အတော့ကိုကျေးဇူးတင်နေပြီနင်းကိုကြီးဆိုလဲအခုမြစ်ချိုးစရာမလိုတော့ဘူးလေကွယ်ကြီးတော်တို့ကတလောက်ဆိုပြည့်စုံပါပြီမဟုတ်သေးဘူးလေဗျာကြီးတော်ရက်လေကိုကြီးဝင်းကိုသုံးချင်တာသုံးဖို့နိုင်ရွာလူတွေပေးထားလေကိုကြီးဝင်းကအိမ်ဆောက်ချင်တာဆောက်စီလေဗျာသုံးဖို့ပေးတာသုံးတာတော့အဲ့လိုမပဲသူတို့သုံးပေးတာမသုံးမဲနဲ့လူပဲလူမယ်ဆိုရင်သူတို့မလေးမခန့်လို့ဆိုဖြစ်သွားလိမ့်မယ်နော်ဘိုးတင်မလို့ပြောလိုက်ရကိုကြီးဝင်းရဲ့မိခင်မှာအန်အောလို့သွားပြီးတော့ဘိုးတင်ကစကားဆိုလိုက်ဟုတ်လားအဲ့ဆိုသူတို့ပြောတဲ့အတိုင်းပဲသုံးရမှာပေါ့ဟုတ်တယ်သူတို့ကကြီးတော်သိတဲ့အတိုင်းပြောရင်ပြောတဲ့အတိုင်းလုံးမှာကြိုက်ကြတာကိုကစေနာပို့လို့ဆိုပြီးတော့အကုန်လှူလိုက်ပဲထားသူတို့သဘောကျမယ်လို့မထင်နဲ့တော့ကြီးတော်ဟုတ်လားအဲ့ဒါဆိုသူတို့သုံးဖို့ပေးတာသုံးရမှာပေါ့အင်းမော်ဗျာသုံးရမှာကိုကြီးဝင်းအိမ်ဆောက်ချင်တယ်ဆောက်ပေးလိုက်လေပြီးရင်လဲတွေရလည်းဝဲလေဗျာနော်အေးငါကဒီလူပြီးရင်နောက်ထပ်ငါတို့ပေးတဲ့ပစ္စည်းတွေပါအကုန်ရောင်းပြီးတော့လူမလို့စဉ်းစားနေတာမစဉ်းစားနဲ့ကြီးတော်တို့သုံးဖို့ပေးထားတဲ့ဟာကိုသုံးတာသုံးတော့ဗျာဘိုးရင်ရဲ့စကားကြောင့်ကိုဝင်းဝဲမိခင်ကြီးမှာခေါင်းဆက်ဆက်ညှိတ်ပြီးတော့သူမကြီးသားဖြစ်သူကကြည့်ကစကားဆိုလိုက်ပါလေတယ်ဝင်းဦးအဲ့ဒါဆိုနေအိမ်ဆောက်ဖို့စီစဉ်တော့လေအလူမွေငယ်အိမ်ကိုအပြီးဆောက်တာပေါ့နော်ဟုတ်ကဲ့မေအဲ့ဒါဆိုကျုပ်တစ်တွေမနှက်ပြန်သွားဝယ်လိုက်မယ်လဲသမားဦးကလာကိုလေကျုပ်ပြောထားတယ်သူနဲ့ဆောက်ကြတာပေါ့အေးမြန်သာလို့ဟေအလူမွေငယ်လေးမြန်ပြီးတော့အဆင်ပြေတာပေါ့ပြီးတော့လဲနဲ့ຢာတွေလည်းဝယ်ဖို့လှုပ်ထားအောင်ကျွဲဝယ်မှာလားနွားဝယ်မှာလားလဲများလုံးမယ်ဆိုတော့ကျွဲဝယ်တာပိုကောင်းမယ်မေຢာများမယ်ဆိုတော့နွားဝယ်မှာအဆင်ပြေမှာအေးအဲ့ဒါတော့နင်းမသာစဉ်းစားလေအိုင်းရွာလူကြီးနဲ့သိန်းအောင်စီသွားအကြံဉာဏ်ယူကြည့်ပေါ့ဟုတ်ကဲ့မေကျုံမနှမ်းပြန်တပတ်ခါလာကိုသိန်းအောင်နဲ့ရွာလူကြီးစီသွားလိုက်မယ်အေးကိုယုံတယောက်လွန်စွာမှပြောလို့နေပါတယ်သူကဘိုးနေတော့လွန်စွာကျေးဇူးတင်တဲ့အကြည့်ဖြင့်ကြည့်ကခေါင်းချင်းပြလိုက်ပြီးသူတို့ကကျေးဇူးတင်ကြောင်းကိုပြလိုက်တယ်ဘိုးနေတို့ကလည်းပြုံးရည်သာနေပြီးတဲ့နောက်ကိုယုံတို့သားမိနေအောင်နှုတ်ဆက်လိုက်ပါတယ်ကြီးလုံးနဲ့ကိုဝင်းစကားပြောလို့လည်းကောင်းတယ်ဗျာကျတို့အိမ်ပြန်လိုက်အောင်မယ်ရေချိုးတာများသွားလို့ကျုံနေနဲ့ဖျားခြင်းလို့ဖြစ်နေလို့ဘိုးတင်မလို့ပြောတဲ့အခါကိုဝင်းကဘိုးတင်နှစ်ဖူးကိုဆန်းလိုက်ပြီးဟဲဟုတ်တယ်နင်ကိုရီပူနေတာပဲဆေးလေးပါလေးလည်းတောက်နေမှာဆေးနီမုံရှိလားရှိတယ်ကိုဝင်းအိမ်အောင်မှတောက်လိုက်မယ်ဗျာကိုဘော်တူနဲ့ကိုကြီးသိန်းအောင်တို့ကျုပ်တို့ဒုက္ခပေးတာတကယ်လူတွေဗျာသူတို့လည်းဖျားနေလောက်ပြီခုလောနေမကောင်းဖြစ်ချင်နေပါလေဆိုမှအေးကမိရွာသေးတယ်ဗျာကျုပ်ကကြိုက်တော့ဘူးဘာဖြစ်ဘူးအေးတာတော့ကြောက်တယ်ဗျာအေးဟုတ်တယ်ငါလည်းတူတူပဲကဲအိမ်အောင်ဆေးတောက်ပြီးတော့ဆောင်းချုံအိတ်လိုက်ကြအောင်ကြားလားဘေတူနဲ့သားရင်နေတော့နေလို့ကောင်းကြလားကျုပ်တို့အေးစေးပဲဘိုးရင်ကြောက်တဲ့ဖျားနဲ့အဲ့ကောင်အေးသိမ့်မခံနိုင်ဘူးလေအေးအဲ့ဆိုနေလို့ဂယူးဆိုင်လိုက်ကြအောင်နော်ကြားလားစိတ်ချဗျာစိတ်ချပါအဲ့တော့ဘိုးရင်တို့တောင်းကကိုဝင်းဦးနဲ့ကိုဝင်းဦးမိခင်တို့ဟာထမ်းမှန်နှုတ်ဆက်လိုက်ကအိမ်ဝိုင်းထဲမှာထွက်ခွာသွားကြပါလိမ့်တော့တယ်ပေါတူပြသူကြီးဖခင်အိမ်ဝိုင်းထဲရှိသူတို့တက်တိဆောက်ပေးထားတဲ့အိမ်လေးမှာငုတ်တုတ်ထိုင်းကစောင်းအားချုံလို့ထားတယ်တကူလုံးပူနေရကြောင်းနေရထိုင်တော်လေးခတ်နေပြီသူကမိမဖြစ်သူကစကားမရှိစကားရှာရန်လုပ်ပြီးတော့ရေဦးစင်ရွာပြန်ဖို့အတွက်ကြိုးစားထားတယ်သူကြီးကျန်အောင်မြင်သူဆိုအပြီးကျောင်းမှာစောစီမနက်ကလေးကရေဦးစင်ရွာကိုစိတ်ဆိုးပြီးတော့ပြန်သွားတော့ကြောင်းဖြစ်ပါတယ်ကျောင်းရှိကျောင်းရှာပြီးတော့ချွေးမဖြစ်သူဟာရန်လုပ်တာကြောင့်သူကြီးဖနဲ့အမေကသူ့ဟာလုံးဝမကြည်မလင်ဖြစ်ကနေမကောင်းသည်ကိုပင်ဂယူးမဆိုင်ပြည့်၍ထားပါလိမ့်တယ်အရိယာကသူ့အတွက်အခွင့်အရေးတစ်ခုဖြစ်လို့နေပါတယ်သူကကိုများပူနေတဲ့ကြားမှာအိမ်ပေါက်ဝတ်မှာနေပြီးတော့နွားတင်းကုန်းမှာနွားစာကျွေးနဲ့ตาရကိုလှမ်းပြီးတော့အော်ခေါ်လိုက်ตาရဟေးသားလာသမ်းပါကွာตาရခေါ်တဲ့ကြောင့်မင်းငေါကထူးလိုက်ပြီးတော့ကြံရှိတဲ့နွားစာကိုပြီးအောင်ကျွေးလိုက်ကအကိုဖြစ်သူနေအိမ်စီကိုသွားလိုက်ပြီးဘာလို့ကိုဘာလို့ခင်ဗျားဆိုလည်းမဆွဲမျိုးအိမ်ဝနေချအခုမှဘာဖြစ်နေအဲ့ဒါပြောနေစမ်းမလားကွာတော်ကိုသိန်းအောင်သွားခေါ်ပေးသမ်းပါကိုဘာလို့ခင်ဗျားလွတ်မြန်လွတ်နာလားကိုသိန်းအောင်ခေါ်မှာမဟုတ်လေဆေးကြကြီးခေါ်မှာမလားဘာပြောနာလဲမင်းရှောက်ရှိတယ်ကွာသွားသမ်းပါကိုသိန်းအောင်ပဲသွားခေါ်ပေးသမ်းပါလောက်ကများပါဆိုခင်ဗျားတမောက်ဟာဒီကောင်သားငါလှုပ်လိုက်သေးတော့မတော့မြင်မြန်သွားလို့ပေါတူးစကားကြောင့်သားကအကိုဖြစ်သူကမကြေမနက်ကြည့်လိုက်ပြီးတော့နွားသာကျွေးနဲ့တောင်းအောင်ပြစ်ချကအိမ်ဝိုင်းပြင်ကိုထွက်ရန်ပြင်လိုက်အဲ့ချိန်အိမ်ဝိုင်းထဲကိုကိုသိန်းအောင်ဝင်လာတာကြောင့်သားတယောက်အိမ်ဝိုင်းပြင်ကိုမထွက်တော့ပဲပေါတူးကမင်းငေါကစကားဆိုလိုက်ပါလေကိုဘတို့မှခင်ဗျားလူလာနေကျုံနွားတွေချိုးပြလိုက်အောင်
အေးကိုသိန်းအောင်မြန်လာဗျာလာကိုသိန်းအောင်တာရပြုံးပြပြီးတဲ့နောက်မျက်နှာချက်ချင်းတုံပုံသွားကပေါတူးအိမ်မော်ကိုတက်သွားပါလိမ့်တော့တယ်အဲနောက်သူကဆောင်းကောင်းပြီးခြုံထားတဲ့ပေါတူးနားမှာထိုင်လိုက်ပြီးခွေးထဲမှာပဲကွာဘိုးတင်ကိုနေမကောင်းဖြစ်အောင်လုပ်မယ်ကောင်ခုတော့မင်းဒင်းသိမလို့ဖြစ်နေဟလားခင်ဗျာလေဗျာနေစမ်းပါဦးခင်ဗျာချင်းနေကောင်းလားမကောင်းကိုဒီပူနေတာနော်ခေါင်းနေလဲအုံခဲတာမင်းကိုစိတ်တူလို့ငါရန်လာတွေ့တာကောင်းတယ်ဟာဘာကောင်းတာငါနေမကောင်းတာကိုကောင်းတယ်လို့ဟာခင်ဗျာလေဗျာကျုပ်တို့တော့နေမကောင်းဖြစ်ဘိုးတင်နေမကောင်းဖြစ်မှာပဲလေအဲကောင်အပူသာတိတ်မကြောက်တာအေးတော့ကြောက်တယ်ဗျာခင်ဗျာသိရသားနဲ့ပြီးတော့နေမကောင်းဖြစ်ကျုပ်တို့မက်ကလောင်ချစ်ရမယ်လေမက်ကလောင်ချစ်မယ်လားငါတော့မလုပ်ရဲဘူးကခင်ဗျာလေဗျာဒါကွင်းဗျာကျုပ်တို့အကြီးပြိုမက်ကလောင်ချစ်ခိုင်းရမယ်အကြီးပြိုမက်ကလောင်ချစ်ရမယ်ဆိုလာထားပဲပြီးရင်ဘိုးတွေပါခေါ်ပြီးတော့ချစ်ခိုင်းမယ်ဗျာဘိုးတွေလာပြီးရင်လက်ထိပ်ကိုသွေးပေါက်ခိုင်းမယ်ဗျာသူ့သွေးကိုအဲ့မှာတစ်ခုနဲ့မသိမလားခံတာဘူးယူမယ်လေဘလို့လဲပေါတူးမအတန်ခတ်တိုးနေအဲ့လိုပြောလိုက်ရာကိုသိန်းအောင်တယောက်ချက်ချင်းပဲခွန်းတုံးပြန်စကားမဆိုပဲတွေးလို့နေပါတယ်အဲ့နောက်သူကတပ်ပင်းတစ်ချက်ကိုချလိုက်ပြီးဟာမင်းရလေကွာအဲ့လိုတွေမလုပ်ဘဲနဲ့ဘိုးတင်ကိုပွင့်လင်းပြောပြီးတော့တောင်းရင်မရဘူးလားဟာဘယ်ပြည့်မလဲကိုသိန်းအောင်ခင်ဗျားသိတဲ့အတိုင်းပဲဘိုးတင်လို့ဆိုတာတန်စရာတိတ်များတဲ့ကောင်လေးဗျာဒီတိုင်းတောင်းရင်ပေးမှာမဟုတ်ဘူးအေးအားလည်းဟုတ်တာပဲငါတို့တော့ရိမ့်မိမဲ့ပုံတော့မပေါ်ပါဘူးတော့မင်းဟာခင်ဗျားလည်းဗျာကျုပ်တို့ဘလို့ရိမ့်မိမှာလဲအကြီးပြိုဆိုတာရွာထဲမှာနေမကောင်းရင်မက်ကလောင်ချစ်တာသွေးပေါက်တာဒါလှုပ်ပြီးနေကြပဲလीဘိုးတင်သာနေမကောင်းပြောလိုက်သူကချက်ချင်းခေါ်ခိုင်းမှာဘိုးတင်ကလည်းအကြီးပြိုစကားဆိုဘယ်တော့နားမထောင်နေဘူးလို့လေဟမ်အေးအဲ့ဒါလည်းဟုတ်တာပဲကွာလှုပ်ကွာသွေးလေးတစ်စက်နဲ့နွားတစ်ချင်းရမှာတားတန်အဲ့လိုယူမလို့ဒိုးတွေအဲ့လိုခိုင်းတာပဲဖြစ်နွားနှကောင်ရရင်မင်းရောင်းမှလားပေါတူဟမ်ဟာဗျာရောင်းစရာလားကျုပ်တို့ကငွေလိုတာမှမဟုတ်တာနွားတလောက်ခရတယ်ကဟာဗျာရောင်းစရာလားကျုပ်တို့ကငွေလိုတာမှမဟုတ်တာနွားတလောက်လှတာကျုပ်တို့တယောက်တစ်ကောင်ပေါ့အေးပါကွာတယောက်တစ်ကောင်ပေါ့ငါတို့နွားတွေသာရောင်းရင်ရွာမှာဒိုးနွားတစ်ကောင်အလှဆုံးပဲနေပါကွာနော်အင်းပါဗျာနွားတွေကြီးတော့တကယ်ကိုကြိုက်တယ်ဗျာကျို့တော့တပေလာသားပြောသလိုပဲအလကားရတော့မယ်ဘူးကဲကိုသိန်းခင်ဗျားလည်းဒီမှာနေတော့ကျုပ်သားရကိုအကြီးကိုသွားခေါ်ခိုင်းလိုက်မယ်ဘိုးတင်မှာတခါလေးလှည့်ခေါ်ခဲ့လဲပြောလိုက်မယ်ဘလို့လဲအေးဘိုးတင်လည်းနေမကောင်းလို့မင်းကြီးကိုပြောခိုင်းလိုက်ကြားလားအဲ့ဒါမှအကြီးပြောသွားခေါ်မှာဒီမှာလိုရတာတွေအစင်းသိပြင်ထားပြီးလို့ပြောလိုက်အောင်အဲ့ဒါမှအကြီးပြောဒီမှာချစ်မှာနှုတ်ဆိုဘိုးတင်မှာချစ်ရင်ချစ်နေမှာဟာခုတော့ခင်ဗျားကျုပ်တဲ့ညံတဲ့တွေပူထွက်နေပါလားဗျာဟမ်ကြားတယ်ကွာမင်းမှာမက်ကလောင်ချင်းမဲ့ပစ္စည်းရှိတယ်မလားရှိတာဗောကြုံမင်းမနည်းနည်းနေမကောင်းဖြစ်တာနဲ့ရီးပြိုစီမှာမက်ကလောင်ချစ်နေကြဗျာတော်သေးတယ်ရီးပြိုကမက်ကလောင်ချစ်ရမယ်ဆိုထိတ်ဆုံးကမလို့ပဲအေးဟုတ်တယ်ကဲမင်းကြီးတာဟုတ်သွားခိုင်းလိုက်တော့ကွာသွားကိုသိန်းအောင်မလို့ပြောလိုက်တဲ့ခါပေါတူးကနွားရေချိုးပေးနေတာရကိုလမ်းပြီးတော့ခေါ်လိုက်အေးတာရညီဘူးလေးလာအောင်ကွာပေါတူးရဲ့စကားကြောင့်တာကပေါတူးကကြီးလိုက်ပြီးတော့ကိုပေါတူးခင်ဗျားနေမကောင်းကျုပ်တီးခံတာနော်ခင်ဗျားတော့လည်းလုံးတွေလိမ့်ပြီးတော့ရှုပ်နေဘာတွေမှမသိဘူးအေးပါညီဘူးလေးဟာကိုကြီးတို့နေမကောင်းတာမသက်တာလို့ပါအဲ့ဒါမင်းအကြီးပြိုစီသွားပြီးတော့မက်ကလောင်ချစ်ဖို့သွားပြောပြီးပါလားကွာလို့ပါနော်ဟာခင်ဗျားတို့တခုပြီးတခုပဲဘာတွေမှမသိဘူးလို့ပါကွာဘိုးတင်မှာမက်ကလောင်ချစ်ပေးဖို့အကြီးပြိုပြောပြီးကွာခုတော့အဲ့ကောင်လည်းကျမ်းမိုင်သိမကောင်းပြောတယ်အိမ်မှာမက်ကလောင်ချစ်ဖို့ပြင်ဆင်ထားပြီးပြီဘိုးတင်မက်ကလောင်ချစ်ခံခြင်းလဲအိမ်ကိုခေါ်ခဲ့ဖို့ပြောပြီးကွာနော်ညီဘူးလေးနော်အေးပေါ့ဗျာနော်နေမကောင်းဆိုလဲသီးခံမှာပေါ့လှုပ်ထားအောင်ပေါ့အဲ့ဒါမြန်မန်ဆွဲမိကိုအိမ်ဘဝမစင်းအောင်ရှောက်ပြောနေတယ်ခင်ဗျာငါလည်းအပူကြီးပြီးရှောက်ပြောမိသွားတာပါကွာနေလေးပြန်ကောင်းမှမင်းမကိုသွားခေါ်ပါမယ်အဘနဲ့မရသိကြည့်တာမဟုတ်လို့ပါကွာနော်အင်းပါဗျာအင်းပါလှုပ်ပြရတော့မှာပေါ့အကူတော်နေဆိုရင်ဘယ်တတ်နိုင်တာရပြောဆိုအိမ်ဝိုင်းထဲမှာထွက်သွားလေတယ်အကြံသမားကိုသိန်းအောင်နေပေါတူးတို့ဒီကသူတို့အကြံစီတခုအကောင့်ထဲပေါ်သွားပြီမလို့ဂျင်းနဲ့စွာပြုံး၍နေကြပါလိမ့်တော့တယ်တားတယောက်ကိုပြည့်သူအမှန်တကယ်နေမကောင်းဖြစ်နေရမလို့ခိုင်းတဲ့အတိုင်းတသွေးမတိန်လိုက်ပြီးတော့လှုပ်ပေးနေလေတယ်ရီးပြိုရဲ့မက်ကလောင်ဆွဲမှာတကယ်ထတ်တာလက်တွေးမလို့ဘိုးတင်နေမကောင်းတကယ်ဖြစ်နေပါကရီးပြိုကခေါ်ကဘိုးတင်အိမ်သွားဖို့လေသူကြံစီထားတယ်။ဒါကပေါတူးရဲ့အကြံစီကိုမသိရှိသူပြီးအရာအားလုံးကိုစေနာထားပြီးတော့ကူညီပေးဖို့သာတွေးနေပါလိမ့်တယ်။တို့နဲ့သားတယောက်ရီးပြိုရင်ရောက်ချင်းအိမ်အောင်တန်းအားမှာပြောင်းမှုပဲဆက်လေးတောက်နေတယ်ရီးပြိုမှာစတင်ပြီးတော့နှုတ်ဆက်လိုက်ပါလိမ့်။ဒါရထူးထူးခြားခြားငါအိမ်အောင်လာလို့ပါလား။နင်တို့တွေကတော့ငါအိမ်မလာတာကြာပြီ။မိကျော်တို့လိုက်လို့တော့မကြရောက်လာတယ်။ဟုတ်တယ်ရင်လိုကလေးသားတွေမဟုတ်ကြတော့ဆိုအကြီးသေးတဲ့အတိုင်းပဲအလုပ်ကများတယ်လေဗျာကဲဟုတ်ပါပြီလာရင်ဆိုပါအောင်ဘာကိစ္စဟိုကိုပေါတူးနဲ့ကိုသိန်းအောင်နေမကောင်းဖြစ်နေလို့အဲ့ဒါရီးပြိုမက်ကလောင်ချစ်ပေးဖို့ပြောခိုင်းလိုက်လို့ဗျာဟုတ်လားအေးအားဆိုတော့ငါလိုက်ခဲ့ရမှာပေါ့ဟုတ်ရဲ့အဲ့ဒါပြီးတော့ဘိုးတွေလည်းနေသိမ့်မကောင်းပြောတယ်ဟုတ်လားလွန်ခဲ့တဲ့နှစ်တုန်းကလားမသိဘူးအဲ့ကောင်လေးကိုမက်ကလောင်ချစ်ပေးသေးတယ်အဲ့ကလေးကသူမဖျားတော့တာအဲ့နောက်ပိုင်းနေမကောင်းမဖြစ်တာတော်တော်ကြာပြီစိတ်ချဘိုးတွေကိုဒီတခါချစ်ကိုချစ်ပေးရမယ်အဲ့ဒါလည်းသွားကြအောင်ကြီးပြိုရွာဆုံးသွားပြီးတော့ကျိုးတို့အိမ်တစ်ခါလေးပြန်သွားမှာ
အေးဟုတ်ပြီဒါဆိုသွားတာပေါ့ရီးဘိုကပြောင်းမှုဆေးလိတ်ကြီးဟာဂျာကလပ်ပေါ်တင်ခဲ့ပြီးတဲ့နောက်သားနေတို့အိမ်ဝိုင်းထဲမှာထွက်လာခဲ့အဲနောက်သူတို့ကရွာဆုံရှိဘိုးထင်အိမ်ဝိုင်းထဲကိုဝင်လိုက်ကြအိမ်ရှိကိုပြစ်မှာသမင်းစားနဲ့သားနေပေတူးတို့မှာရီးဘိုမြင်တဲ့အခါလှမ်းပြီးတော့လောကိုပြူလိုက်ပါလိမ့်တယ်ရီးဘိုလာတခါသမင်းစားပါလားမစားတော့ဘူးနင်တို့ဘိုးထင်ရောနေသိမကောင်းလို့အိမ်ထဲမှာလဲနေရဲ့ဗျာကျုပ်လည်းဘာစားချင်မိတာဘာမှမစားချင်လို့ရီးအမအေးအဲ့ဆိုငါသူ့စီသွားလိုက်အောင်မယ်လာသားငါတို့ဘိုးထင်စီသွားအောင်ရီးဘိုရှိမှဦးဆောင်ကဘိုးထင်ရဲ့နေလေးပေါ်ကိုတက်သွားပါလိမ့်တယ်အဲနောက်သူမဆောင်းကိုခေါင်းပြီးချုံပြီးတော့အိတ်နေဘိုးထင်နားကိုသွားလိုက်ကဘိုးထင်နေမကောင်းဖြစ်နေတာလားဟောဟုတ်ရီးဘိုဘလို့ရောက်လာဘိုးထင်မှာခေါင်းပြီးချုံထားတဲ့ဆောင်းဖဲကရီးဘိုကြည်နဲ့မေးမြန်းလိုက်ပါတယ်ရီးဘိုဒီကဘိုးထင်ဟာချက်ချင်းပြန်မဖြေသေးပဲဘိုးထင်နှစ်ဖူးကိုစမ်းလိုက်ပြီးတော့ဟာနေကိုရီတားပူနေတာပဲဘလို့ဖြစ်တာတော့မင်းညာချောင်းထဲမှာရီချိုးတော့ကြာသွားရီးရဲ့ဟိုနှကောင်ကတော့ဘာမှမဖြစ်ပါအဲ့ကောင်တွေကြောင့်မဖျားဘူးကြီးအေးနေမကောင်းအပူကြီးနေဆိုငါနဲ့ပေါတူရင်လိုက်ခဲ့အဲ့ဒါဆိုအဲ့ကောင်တွေလည်းနေမကောင်းဖြစ်နေတာမက်ကလောင်ချစ်ရမယ်ဗျာမက်ကလောင်ချစ်မယ်ဟုတ်လားအကြီးကျုပ်မချစ်ဘူးနော်နေရမနဲ့မလောင်ဆိုပြန်ကောင်းပါဘိုးထင်နင်တလောက်ကိုတွေပူနေတာမချစ်လို့ပဲဖြစ်မှာတော့လာပေါတူရင်သွားမယ်နင်လမ်းလျှောက်နိုင်တယ်မို့လားရှောက်နိုင်တယ်ကြီးကိုကျုပ်မချစ်ချင်ဘူးနော်ကြီးကိုဒီကောင်လေးဘာလို့မချစ်ရမှာတော့နေမချစ်လို့နေမကောင်းပိုဖြစ်နေတာအကြီးမမလို့ပြောလိုက်တဲ့အခါသားစီလည်းခေါင်းကိုညှိလိုက်ပြီးတော့ဟုတ်တယ်ဘိုးတင်ချစ်လိုက်စမ်းပါငါတို့ရီမျိုးစီမှာမက်ကလောင်ချစ်တာနေမကောင်းမဖြစ်တော့အိမ်မှာဟင်းကောင်းချက်တာကွာတခါတည်းစားသွားလာတတ်မှမင်းရတယ်ဒါမှတင်းခေါ်နေရကြောင်းဘိုးတင်စီလည်းမတတ်တာတဲ့အစုံဆောင်းဝါဖယ်ရှားကရီမျိုးတို့နောက်ကိုလိုက်ခဲလိုက်ရပါလိမ့်တော့တယ်အကြီးမနဲ့သားတို့ညဘိုးတင်ဟာအိမ်ခေါ်လာတာကိုမြင်တဲ့ပေါတူးနဲ့ကိုသိန်းအောင်တို့သူတို့နေမကောင်းဖြစ်နေရတော့ပင်ဂယုမပြုတ်နိုင်တော့ပဲလွန်စွာပျော်ရွှင်လို့သွားပါတယ်ရီးပြောအိမ်မော်ရောက်တာနဲ့ပေါတူးနဲ့ကိုသိန်းအောင်ကိုကြည့်လိုက်ပြီးတော့မကြေမနက်နဲ့ဇကားဆိုလိုက်ပါလိမ့်တယ်ပေါတူးနင်ချောင်းနဲ့ဘိုးတင်ကိုကြားရေချိုးခိုင်းနေဆိုဟုတ်သလားဟောကြာကြီးတော့မဟုတ်ပါဗျာကျုပ်ရေကူးကျင်တာနဲ့သူတို့ပါခေါ်ထားမိတာအေးခုတော့နင်တို့နှစ်ယောက်လည်းဖျားဘိုးတင်လည်းဖျားနေပြီနေရမက်ကလောင်ချင်းမလို့ဆိုဟုတ်တယ်ကြီးအဲ့ဒါချစ်ပြီးနေလို့ကောင်းလို့အေးအားဆိုဘသူစားချစ်မှာတော့ဘိုးတင်ကိုစားချစ်ပေးလိုက်လीအဲ့ကောင်သိမ့်မချစ်ဘူးမလားအကြီးမက်ကလောင်မယုံတာလीသူ့မှာသွေးပုတ်တွေများနေတော့ပြီအေးအဲ့ဒါတော့ဟုတ်တယ်ကဲဘိုးတင်အင်ကြီးချွတ်အကြီးပြိုစကားကြောင့်ဘိုးတင်ဟာအင်ကြီးချွတ်ပေးလိုက်အကြီးပြိုဒီကဘိုးတင်လဲမင်းနဲ့ကြောကုန်းမြောက်လက်နဲ့ဆွဲစိတ်လိုက်သလိုပေါတူးအသင်းပြေးပေးထားတဲ့ရင်ွေးချမ်းပကံနဲ့ကြောအားဆပြီးတော့ချစ်လေတော့တယ်ဘိုးတင်ဒီကမျက်နှာမသားမယာနဲ့ဖြစ်ပါတယ်ကြီးပြိုဒီရင်ွေးချမ်းပကံနဲ့ချင်းနဲ့ပေါတူးအားစကားဆိုလိုက်အဲ့လိုမှန်ဒီငါအရင်နိုးစီဘူးလေယူလာပါတယ်တော့နင်တို့အိမ်နိုးစီဘူးမရှိဘူးလားဟဲ့နိုးစီဘူးကရှားတယ်လေအေးဟုတ်တယ်ငါတော့မက်ကလောင်ချစ်ဖို့ရှာထားတာရှိတာနဲ့တော့အစင်ပြောင်လောက်ရမှာပေါ့ရီးပြဘိုးတင်ကမက်ကလောင်ချစ်လေရဘိုးတင်ကြောပြင်မှာရဲပြီးတော့หนีနေပြီဖြစ်ပါတယ်ချိန်တန်ကြောင်ချစ်ပြီးတဲ့နောက်ရီးပြမက်ကလောင်ချစ်ချင်းကိုအဆုံးသတ်ချိန်ပေါတူးမှာအက်ကိုရီးပြတန်ကမ်းပေးလိုက်ပြီးတော့ရီးပြသူ့လက်ထက်ကသွေဖောင်းမရမယ်ထင်တယ်အော်အေးဟုတ်သားငါမေ့နေလို့ပေးနင်သူ့လက်ကိုစုပ်ထားနေမကောင်းဖြစ်နေတာကူလို့ဖြစ်လာပေါတူးဟမ်အားရတယ်ကျုပ်ကင်ထားမယ်ပေါတူးကပြောဆိုဆောင်းဝါဖယ်လိုက်ပြီးတော့ဘိုးတင်ရဲ့လက်ကိုစုပ်ထားသလိုတစ်ဖက်မှာလဲလက်ဝါးဖြင့်လက်ထိတ်နားမှာမတိမတာခံထားလိုက်ဘိုးတင်ဒီကသူယုံကြည်ရသူများပဲမလို့မြည်လိုသောတန်တရားမှမထားဘဲနဲ့မျက်စိကိုသာမိတ်လို့ထားရီးပြောပေါတူးစုပ်ကင်ထားအတွက်တင်းနေတဲ့ဘိုးတင်လက်ထိတ်ကအပြင်ထိုးလိုက်ရသွေးတို့ကအတန်အသင့်အပြင်ကိုထွက်ကြကုန်တယ်ပေါတူးဒီကအဲ့သွေးများကိုလက်ဝါးဖြင့်ခံကာထားပါလိမ့်တယ်သွေးဖောက်ပြီးတဲ့အခါပေါတူးကဘိုးတင်ရဲ့သွေးတို့ဟာရေနွေးပကံလုံးတွင်းကိုထည့်ကာထားလိုက်ပါတယ်အဲ့နောက်သူကမိဖို့ကြောင်တွင်းလုံခြုံတဲ့နေရာမှာပို့ထားလိုက်ပြီးတဲ့နောက်ဟန်မပြတ်ရီးပြိုမက်ကလောင်ချစ်ပေးတာကိုခံလိုက်ဘိုးတင်ကမက်ကလောင်ချစ်သည့်ကိစ္စပြီးဆုံးသွားပြီမလို့တားကဘိုးတင်ကိုခေါ်ကာသူ၏နေအိမ်ကိုခေါ်သွားပြီးတဲ့နောက်သူနဲ့တူထမင်းစားဖို့ပြင်ဆင်လိုက်ရီးပြိုကလည်းပေါတူးအားစကားတပြောနဲ့ပေါတူးနဲ့ကိုသိန်းအောင်မက်ကလောင်ချစ်ပေးနေပါလိမ့်တယ်သူတို့ကရီးပြို၏မက်ကလောင်ချစ်ချင်းကြောင့်နာကျင်မှုများဖြစ်တော်လေအတော်ကိုချောသည့်နွားနှကောင်လက်ကားရတော့မှမလို့အကြီးချင်းစုံပြီးတော့အချင်းချင်းကြည့်ကပြုံး၍သာနေကြပါလိမ့်တော့တယ်တပီလာရွာသို့နေမကောင်းတဲ့ကြားမှာအလင်းစလိုထွက်လာသူနှစ်ယောက်မှာပေါတူးနဲ့ကိုသိန်းအောင်တို့ဖြစ်ပါတယ်ဒေါသများမလို့နွားကြောမြင်ကအတော့ကိုသဘောကျတဲ့သဘာဝရှိနေသည်ကတကြောင်နွားနဲ့ဘိုးတင်သွေးလောင်းစားလုပ်သည့်ဒါပြောမှာအဲ့ဒီလိုမျိုးပေါက်ခဲ့အလောင်းစားများလုံးသဖြင့်နာမည်ရှိသည်ကတကြောင်မလို့သူတို့နှစ်ယောက်ကကြမ်းတဲ့အရာများကိုမတွေးတော့ပဲယခုကဲ့သို့လက်ခံလိုက်ချင်းပင်ဖြစ်ပါတယ်သွေးလေးတစ်စက်နှစ်စက်နဲ့နွားတစ်ချင်းရပြီမှာတော့ကိုမယုံကြည်နိုင်စားချင်းနေမလို့ကောင်းစွာမသုံးသပ်နိုင်တော့ပဲအလိုရမက်လောဘစိတ်များမှာစဉ်းစားညာဖုံးလို့သွားပြီးဖြစ်၍ယခုကဲ့သို့ဘိုးထင်ရဲ့သွေးအားခိုးကတာပြောထံနွားနှင့်လဲဖို့တပီလာရွာကိုသွားနေကြခြင်းပင်ဖြစ်ပါတယ်သူတို့ကနေမကောင်းတီကိုပင်သတိမရပဲလမ်းတစ်လျှောက်နွားနှကောင်နဲ့မဲချပြီးတော့ယူမိအစီအစဉ်မှာပြောလို့တိုင်ပင်နေပါသေးတယ်ကိုသိန်းအောင်နွားကမတိမ်မင်းဆိုမဲ့နနီလေးကနည်းနည်းပူလှတယ်ဗျ
ကျုံးနဲ့ခင်ဗျာဒုတ်ဖွဲ့ပြီးတော့ကန်ဆန်းရလိမ့်မယ်အကျိုးကြားတဲ့ကောင်ကြိုက်တယ်တော့အရင်ယူဗျာအေးရတယ်လေအဲ့ဒါမင်းဖွက်လိုက်တော့ပေါတူကကျိုးမနိုင်မင်းရိုးအားစတင်ချိုးလိုက်ကကိုသိန်းအောင်ကိုပြလိုက်ပြီးတော့ဒီမှာတော့နှစ်ချောင်းလုံးအကောင်အတိုးရှိတူးတယ်ကဲကျုပ်ဖွဲ့မယ်ပေါတူကပြောဆိုကိုသိန်းအောင်မျက်နှာချင်းဆိုင်မှာရက်လိုက်ကလက်ကိုနောက်ပြစ်ပြီးကျိုးမနိုင်ရိုးနှစ်ချောင်းနဲ့တစ်ချောင်းကိုချိုးလိုက်ကလက်တစ်ခုထဲမှာစုပ်ကင်ထားလိုက်အဲနောက်သူကကိုသိန်းအောင်အရှိကိုသူ့လက်ထုတ်လိုက်ပြီးတော့အနေငယ်သားပေါ်နေတဲ့ကျုံနိုင်ရိုးကမင်းငေါပြကရွေးစီပါတယ်ကဲကိုသိန်းအောင်အများကြီးရွေးလိုက်ကျန်တာကျုပ်ဟာပဲအေးပြီးရောကွာကိုသိန်းအောင်တော့ဒုတ်ချောင်းကိုဆွဲထုတ်ယူလိုက်သူဆွဲလိုက်တဲ့ဒုတ်မှာအကောင်းပြင်းနေလေပျော်သွားပြီးတော့ဟာငါဒုတ်ကျိုးမကြောက်ဘူးကွာဝမ်းသာနဲ့ကိုသိန်းအောင်ပေါတူတယောက်ခေါင်းခါရမ်းကကြည့်လိုက်ပြီးသူကြီးကျိုးနဲ့ဒုတ်ကိုပြကအဲ့လိုခင်ဗျာဘာပြောနာကျုပ်ပြတာရှင်းရှင်းလေးအကျိုးကြားတယ်လို့တော့အရင်ရွေးရမယ်ဆိုတာလေဟာအဲ့လိုလားခင်ဗျားပဲလက်ခံပြီးတော့အကျိုးကြားတဲ့လူကမကောင်းတာမလားမသိဘူးဗျာအကျိုးကြားတဲ့သူအရင်ရွေးရမယ်လို့ပြောပြီးသားဟောအာအေးပါကွာအဲနောက်သူတို့ကအဝေးတဲသွားပြီမလို့တပေလားရွာကိုခတ်မြန်သွားလိုက်ကြပါလိမ့်တယ်မကြတော့ချိန်မှာတော့တပေလားရွာကိုရောက်ရှိလာပြီးဦးစွာตาပြောရဲ့နေကိုသွားလိုက်အိမ်ထဲအောင်မှာထိုင်နေတဲ့ตาပြောမှာသူကြီးအိမ်ဝိုင်းနဲ့ရောက်လာတဲ့ကိုသိန်းအောင်နဲ့ပေါတူဟာပြုံးရလန့်ကစကားဆိုလိုက်ပါလိမ့်ပြောကိုသိန်းအောင်ချိန်နေထူးလို့လားဗျာခမ ्या ကလေးတော့ခမ ्या တီးရမယ်နော်ကျုပ်တို့ဘိုးတင်သွေးယူလာခဲ့ပြီဟာတကယ်ကြီးလားဗျာတကယ်ပေါ့ဗျာအွန်လိုင်းဆရာတယောက်ကသူ့သွေးလွယ်ကူပဲပေးတယ်လားလွယ်ဘေးရမလဲကိုလူဗျာကြမ်းဖန်ရတာလေးတော့ရှိတာပေါ့ကိုသိန်းအောင်တွေပေါတူတို့နှစ်ယောက်ကပြောဆိုတာပြောပြီးမျက်နှာချင်းဆိုင်တန်းရမှာထိုင်လိုက်ပြီးပေါတူမှာရင်သွင်းချမ်းပကံလုံးမြေထည့်လာတဲ့6ကက်ဆပြုတ်နေဖြစ်တဲ့သွေးတို့ဟာပြလိုက်ပါလိမ့်တယ်အဲ့ကဒါပြောကသဘောကျသွားကြည့်လိုက်ပြီးတော့ဟာခမ ्या တို့ကတကယ်ကိုခမ ्या တို့ကျွာနာမည်ကြီးနဲ့ခင်းတာပဲကျုပ်လေးသားပါတယ်ဗျာဒါပြောစကားကြောင့်ကိုသိန်းအောင်တွေပေါတူတို့မျက်နှာကွက်ကနေပြတ်သွားသူတို့မျက်နှာပြက်နေအောင်သတိမထားမိတဲ့ဒါမျိုးမှာရည်တန်နှောပြီးတော့တင်းကုန်းမှာသူကြီးနွားတရှင်ကလက်ညှိုးထိုးပြကဒါပြောစေကျုပ်ကဂရိတီပါတယ်ဗျာကဲခမ ्या တို့နွားတွေဆွဲသွားကြတော့ခရတကယ်ပြောရလားပြောထားတဲ့ဂိတီးတယ်လေဗျာကျုပ်ကယောက်ျားဗျာအဲ့ဆိုလေကျုပ်တို့နွားဆွဲသွားတော့မယ်နော်ဆွဲသွားဒါပြောစကားဆုံးတာနဲ့ကိုသိန်းအောင်နဲ့ပေါတူတို့ကနွားတင်းကုန်းစီသွားပြီးအတော့ကိုလှပတဲ့နွားနှစ်ကောင်ဟာဆွဲကြလေတယ်အဲနောက်သူတို့ကအတန်ခတ်တိုးနဲ့အချင်းချင်းတိုင်ပင်လိုက်ကြပြန်လေတယ်ကိုသိန်းအောင်ရွာတခါလေးပြန်မထင်းနေဗျာတော်ကြအဲ့လူစိတ်မပြောင်းလို့ပြောလို့မရအောင်နော်သွေးလေးတစ်စက်ထဲနဲ့နွားတစ်ချင်းကယူနေလို့ပဲလဲတာပေါ့တော်တာစိတ်ပြောင်းသွားမှကျုပ်တို့ကြိုးစားတာအလက်ကားဖြစ်နေဦးမယ်ငါလည်းမင်းလိုပဲတွေးနေတာရှုပ်တယ်ကွာအခုပဲရွာပြန်တာပေါ့နော်သူတို့เนี่ยပြောဆိုတင်းကုန်းတွင်းမှာနွားနှစ်ကောင်ကတယောက်တစ်ကောင်ဆွဲကဒါပြောကနှုတ်ဆက်ပြီးတော့ပြန်သွားကြလိမ့်တယ်သူတို့ပြန်သွားတဲ့အခါမှာဒါပြောကပတ်ဝန်းကျင်ကိုအနေငယ်အကဲခတ်တယ်လို့ကြည့်လိုက်ကဇဝဲကုံပေါ်မှာသွေးထည့်ထားတဲ့ပကံလုံးကိုယူကအိမ်မော်ကိုတက်လို့သွားပါတယ်တကားလုံးပိတ်ထားတဲ့ပြင်းအောင်မြင်ငယ်အိမ်မော်ကတော့အနေငယ်မှောင်နေတယ်လို့ဖြစ်အဲနောက်သူကအိမ်ဦးကမှာတမလင်ငွေထိုင်ပြီးတော့သူ့ဟာကြောပေးနေသူဟာရိုးသေးလေးစားတဲ့ဟန်ဖြစ်အနားမှာခတ်ယိုလေးထိုင်ကားစကားဆိုလိုက်ပါလိမ့်တယ်ဆရာစိုးတင်ဆရာလိုချင်တဲ့သွေးတော့ကြပြီသွေးစင်းမစစ်တော့ကြုံမသိဘူးနော်သူစကားဆုံးတဲ့ကစိုးတင်ကကြောပေးထားမှာဒါပြောနေမျက်နှာချင်းဆိုင်ကိုလှည့်ထိုင်လိုက်ပြီးဒါပြောလက်ထဲမှာသွေးပကံကိုယူကအနက်ခံကြည့်လိုက်ပါတယ်အဲနောက်သူကသဘောကျသွားပြုံးလိုက်ပြီးတော့ဒါအရိကောင်ရဲ့သွေးပဲတွေးကြပြီပေါ့ကွာနွားတရှင်ပေးရတဲ့သွေးတစ်စက်နဲ့ညီမျှတဲ့ဒုက္ခပမာဏကိုမင်းကိုပေးပြမယ်စောင်းကြည့်နေလိုက်တော့ဘိုးထင်ကြီးဇိုတင်ကအဲ့လိုပြောကြပြီးတော့သဘောကျသွားပြင်အတန်ခတ်အပ်ဖြင့်ရီမောလို့နေပါလေတော့တယ်အောင်လန်းဘိုးတင်နဲ့သွေးတန်မှုဇလန်းမှာအီးမြတာမကြမီအောင်လန်းဘိုးတင်နဲ့အမည်မသိမိတ်ဆာအမည်ရတဲ့ဇလန်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါဦးမယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့ကျွန်တော်မြန်မာ Ghost Story Channel ကနေတင်ဆက်ပေးခဲ့တာကအောင်လန်းဘိုးတင်နဲ့သွေးတန်မှုဇလန်းဖြစ်ပါတယ်နောက်နေ့မှလည်းဘိုးတင်ဇလန်းတွေဆက်ပြီးတော့ရှိနေမှာဖြစ်တဲ့အတွက်လာပြီးတော့နားဆင်အားပေးကြတော့တပါးလေးဖိတ်ခေါ်ရင်းနဲ့ပဲဒီနေ့မှာအချိန်မီနားဆင်ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ပါတယ်ခင်ဗျာကျွန်တော်ကိုဝမ်းပါ